အားလုံးပဲမင်္ဂလာပါ KYG Sport ကနေပြန်လဲကြိုဆိုလိုက်ပါတယ်တောက်ကြညဘွန်နဒီကပွဲစဉ်တစ်ပွဲဖြစ်တဲ့ဒေါ်မွန်နဲ့ဂလာဘတ်ပွဲစဉ်ကိုရွေးချယ်ပေးကြပါတယ်လက်ရှိမှာတော့ဒေါ်မွန်ကဂလာဘတ်ကို130အကျော်ပေးထားပြီးဂိုးပေါင်းသေး3လုံး20ရုံဖွင့်လှစ်ထားပါတယ်ဗီဒီယိုသုံးသက်ချက်လေးမစခင်မှာဗီဒီယိုလေးကိုအားပေးတယ်ဆိုရင်တော့ like and share comment လေးတွေနဲ့အားပေးဖို့တောင်းဆိုလိုက်ပါတယ်လက်ရှိမှာတော့ဒေါ်မွန်ရဲ့လက်ရှိခြေစွမ်းပိုင်းကထူးထူးပြောစရာမရှိအောင်ကိုအဆင်ပြေနေတဲ့အနေထားပါရန်ရန်ကနိုင်တဲ့နိုင်ပွဲတွေကိုအနိုင်မရတာကတော့အတော်လေးဆိုးပါတယ်အဝေးလုံးနိုင်စွာအတင်းငိမ့်ပြီးခန်းစစ်ပိုင်းမှာယုံကြည်လို့ရတဲ့အနေအထားမှာရှိနေတဲ့ဒေါ်မွန်တို့ဂလာဘတ်ကို130ဖွင့်လှစ်ထားပါတယ်ဂလာဘတ်ကနည်းနည်းမှန်းဆရခက်တဲ့အနေအထားပါဟိုက်တန်ဟေးစိန့်ဘော်လီကိုလုံးကိုပြက်တွေနဲ့နိုင်ခဲ့တယ်လို့လိုက်စစ်ကိုလည်းတေနဲ့မစ်ကို0-1နဲ့အနိုင်ယူထားနိုင်ပြီးနောက်ဆုံးပွဲမှာတော့ဝူဘတ်ကိုပြန်ရှုံးသွားပါတယ်အဝေးကွင်းနောက်ဆုံး3ဝက်ဆက်ကလင်းရှိနဲ့နိုင်ထားကလက်ရှိနီးပြတ်လက်ထက်လက်အဝေးကွင်း9ဝက်မှာဂျူနီယာဘာလင်ကိုသာရှုံးထားတဲ့အနေအထားကအဓိကတက်စစ်နဲ့ကွင်းနိုင်မှာအဓိကကစားသမားတချို့ဒဏ်ရာပြဿနာနဲ့ပွဲတွေရှိနေတဲ့အနေအထားကဒေါ်မွန်အနေနဲ့လွယ်လွယ်ကူကူမနိုင်နိုင်ဘူးဆိုတာလက်ရှိ130ကတက်သေးပါပဲအစင်းလာမှာလက်ခံကစားခဲ့တဲ့နောက်ဆုံးအိမ်ဝင်7ပွဲဆက်ဒေါ်မွန်နိုင်ထားပေမဲ့လက်ရှိဈေးရဒေါ်မွန်ကို30ရင်းရကောင်းနေပေမဲ့လည်းကျွန်တော်အနေနဲ့တော့နီးပြတ်သေးလက်ထက်လက်အဝေးကွင်းရက်လက်ပိုင်းရအားရစရာကောင်းနေရမှုလူမစုံတဲ့ဒေါ်မွန်ကိုဒုက္ခပေးဖို့မခက်ဘူးလို့ထင်ပါတယ်နောက်ပြီးကိုဘတ်ဟာနီးပြဖို့ကဂလာဘတ်နဲ့ထိတ်ထိတ်တွေ့ဆုံတဲ့73ပွဲမှာ9ပွဲနဲ့3ပွဲတည်နဲ့9ပွဲပြန်ရှုံးထားကနိုင်ခဲ့တဲ့3ပွဲတဲကတော့2ချိန်ပဲကိုပြတ်နိုင်မှုပါတယ်ဂလာဘတ်မှာလည်းဒဏ်ပြဿနာတချို့ထောက်ပြတဲ့အရှိပေမဲ့လက်ရှိနီးပြပိုလန်စကီကင်တွယ်ခဲ့တဲ့ဒီဒဏ်ရာပြဿနာတွေဖြစ်နေတာမို့တိတ်ပြီးတော့ထူးထူးရှိလာမှာမဟုတ်တာကြောင့်အေရှင်း130မှာတော့နီးပြတဲ့လက်ထက်အဝေးကွင်းကစားပို့ပြီးတည်ငြိမ်နေအဝေးကွင်းလောက်အားလုံးပို့ပြီးကောင်းနေအဝေးကွင်းခံစစ်ပို့ပြီးတော့မာကျော်တဲ့အနေထားမှာဂလာဘတ်ဘော်ဒီကိုသာရွေးချယ်အားပေးဖို့တုံးသက်ပေးလိုက်ပါတယ်တောက်ကြညဘွန်နဒီကပွဲစဉ်တွေကဒေါ်မွန်နဲ့ဂလာဘတ်ပွဲစဉ်မှာဂလာဘတ်ဘော်ဒီကိုရွေးချယ်ပေးလိုက်ပါတယ်အားလုံးပဲအကျိုးမြတ်ရပါသေးဗျ